မြဝတီမြို့မှာအသက်73နှစ်အရွယ်မိန်းကလေးကိုအမေတူအဖေခွဲအကိုကအဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ပြီးကျူးလွန်သူကိုဖမ်းဆီးရမိမင်္ဂလာပါပရိသတ်ကြီးရှင်ကရင်ပြည်နယ်မြဝတီမြို့အမှတ်၄ရပ်ကွက်မှာအသက်မပြည့်သေးတဲ့73နှစ်အရွယ်မိန်းကလေးကိုအမေတူအဖေခွဲအကိုဖြစ်သူကအဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရှိရပါတယ်ဖြစ်တာကတော့3ရက်လောက်ရှိပြီလို့သိရတယ်။အခုအဓမ္မပြုကျင့်ခံရတဲ့ကလေးမလေးကနောက်ယောက်ျားနဲ့ရတာမိဘတွေကမရှိတော့ဘူး။သူ့ကိုထိန်းပေးနေတဲ့အတော်ပဲရှိတယ်။အတော်ဆိုတာကလည်းဆွေမျိုးမတော်ဘူး။အဓမ္မပြုကျင့်တဲ့အကိုကဂျလေးဘီပုံစံမိတ်ပလုံကောက်တယ်။သူကကလေးမလေးကိုလာလာခေါ်သွားတာ။ကလေးမလေးကပြောပြမှသိရတာ။အဓမ္မပြုတာ3ကြိမ်ရှိပြီဖြစ်တယ်လို့ကလေးမလေးကပြောတယ်။ကလေးမလေးကကြောင်းမနေတော့ဘူး။ပြီးတော့အတက်ယောဂလည်းရှိတော့တက်တဲ့အခါအသိစိတ်လွတ်တက်တယ်လို့လည်းသိရတယ်။သူတို့ကသုတ်တန်နာမှာနေကြတာလို့ဖြစ်စဉ်ကိုသိရှိတဲ့ဒေသခံတအူးကပြောပြထားပါတယ်။အဓမ္မပြုကျင့်ခဲ့တဲ့အကိုဖြစ်သူဟာအသက်19နှစ်အရွယ်ဖြစ်ပြီးဇန်နဝါရီလ1ရက်နေ့မှာသက်ဆိုင်ရာနယ်မြေရဲစခန်းကကျူးလွန်သူကိုဖမ်းဆီးထိန်းသိမ်းလိုက်ပြီးဖြစ်တယ်လို့လည်းသိရပါတယ်။မြဝတီမြို့ကန်တယောက်ကအမေတူအဖေခွဲဆိုပေမဲ့လည်းမအေးတယောက်တည်းကမွေးထားတာဆိုတော့အရင်ချပါပဲ။ဒီလိုမျိုးကိုသေးသားအပေါ်လူမဆန်စွာလုံးရမျိုးလုပ်တဲ့သူကိုထိထိရောက်ရောက်အရေးယူသင့်ပါတယ်။စောင့်ရှောက်ရမယ့်အစားရုံးမာခဲ့တဲ့သူတိုင်းကိုကြီးလေးတဲ့ပြစ်ဒဏ်ပေးသင့်ပါတယ်လို့မှတ်ချက်ပြုပြောကြားထားပါတယ်။လက်ရှိမှာတော့အဓမ္မပြုကျင့်ခဲ့တဲ့အကိုဖြစ်သူကိုရဲစခန်းမှာထိန်းသိမ်းထားပြီးရေးယူနိုင်ရေးအတွက်သက်ဆိုင်ရာနယ်မြေရဲစခန်းကဆက်လက်လှုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်။ပဲခူးတိုင်းအတွင်းမှာလည်းအသက်မပြည့်သေးတဲ့ကလေးငယ်တယောက်ကိုအဓမ္မပြုကျင့်ခဲ့တဲ့တရားခံတွေကိုနှစ်ရှည်ထောင်ဒဏ်တွေအပြင်တသက်တကြွသေဒဏ်ထောင်ဒဏ်တသက်လွတ်ရက်မရှိတွေကြာခံစေဖို့အမိန့်ချမှတ်မှုတွေရှိခဲ့တာလည်းဖြစ်ပါတယ်။